သားစစ်သားဖြစ်နေပြီဗျတာမေကိုရမ်းလွန်းတာပဲမေမပြောတာမေပြောကြရင်အများကြီးရှိသေးဒီချိန်မှာအမေသာရှိရင်ကောင်းမယ်ဒီချိန်မှာအဖေသာရှိရင်ပြောမှာပဲအဖေနဲ့အမေကျွန်တော်ကြောင့်ကိုယူရမယ်အခုကျွန်တော်စစ်သားကြီးဖြစ်နေတယ်အာနာရှင်တော်လည်းရည်တွေကြိုးစားမယ်ရှင်ဘက်ချင်းတူနေကြတဲ့ညီကိုတွေတဲ့သူတို့အဖေမေတွေစီကိုဖုန်းဆက်ကြတယ်အခုကျွန်တော်ဝမ်းနေလို့နေတယ်အိုးဝေးကကောင်းကင်ပေါ်မှာဖေးနေမေအေးချမ်းကြလို့ကောင်းကောင်းနာယူနိုင်ပါစေနာဘဝချမ်းမချက်တွေဘူးကျွန်တော်စုတောင်းမေအဖေနဲ့မေချစ်တဲ့တာလူခဲရန်လွန်တာပဲမေဒီချိန်မှာအမေသာရှိကောင်းမယ်ဒီချိန်မှာအဖေသာရှိပြောနေမှာပဲအဖေနဲ့အမေကျွန်တော်ကြောင့်ကိုယူနေရမယ်အခုကျွန်တော်စစ်သားကြီးဖြစ်နေတယ်အာနာရှင်တော်လည်းရည်တွေကြိုးစားမယ်ရင်ဘတ်ချင်းတူနေကြတဲ့ညီကိုတွေတဲ့သူတို့အဖေမေတွေစီကိုဖုန်းဆက်ကြတယ်ကျွန်တော်ကြတော့ဝမ်းနေမြည်ရည်လေအဖေနဲ့မေချစ်တဲ့တာလူခဲအိုးဝေးကကောင်းကင်ပေါ်မှာအဖေနဲ့မေအေးချမ်းကြလို့ကောင်းကောင်းနာယူနိုင်ပါစေဘဝချမ်းမချက်တွေဘူးကျွန်တော်စုတောင်းမယ်အဖေနဲ့မေချစ်တဲ့တာငယ်လေးအဖေနဲ့မေချစ်တဲ့တာလူခဲ